ရှင်ဖျား၃ပြောက်လို့၅ကွယ်6ရွာနဲ့လွယ်ရှင်မတိ၄ပြောက်တော့1နဲ့လွယ်10များတော့4ကဆွဲပတိယိုလေးနဲ့ဖြစ်ပြပါတဲ့မတိလို့မိတာတော့မဟုတ်လားနော်သိပေမဲ့လည်းပဲသူတစ်ပါးတွေသိစေချင်လို့မေးပုံရပါတယ်အဲ့တော့3ပြောက်လို့5ကွယ်ဆိုတာက3ဆိုတာကယတနာ3ပါးကိုပြောတာနော်ဖရာယတနာတရားယတနာတန်ခါယတနာယတနာ3ပါးပျောက်ပြီးတော့5ကွယ်ဆိုတာက5ပါးသီလကိုပြောတာနော်သူသက်သက်ချင်းသူဥစ္စာခိုးခြင်းသူတစ်ပါးအိမ်ယာလွန်ကျူးခြင်းနော်မူသားစကားပြောဆိုခြင်းအယတိစာတောက်စားခြင်းနော်အဲ့တော့တရဏဂုံလည်းမတည်တော့ဘူး5ပါးသီလလည်းပျောက်သွားပြီဆိုရင်6ရွာနဲ့လွယ်တဲ့နော်6ရွာဆိုတာကနတ်ပြည်6ထပ်ကိုပြောတာနော်တရဏဂုံမတည်တဲ့ပုဂ္ဂိုလ်5ပါးသီလမမြဲတဲ့ပုဂ္ဂိုလ်နတ်ပြည်နဲ့လည်းပဲလွယ်နိုင်တယ်တဲ့ရှင်မတိ၄ပြောက်တော့ရှင်မတိဆိုတာကမဂ်ကင်၈ပါးကိုပြောတာနော်တမာဒိဋ္ဌိမှန်ကန်သောအမြင်ပေါ့နော်တမာသင်္ကပ္ပမှန်ကန်သောတွေးကြမှုနော်ပြီးတော့တမာဝါစာမှန်ကန်ကန်ပြောဆိုမှုပြီးတော့တမာကမ္ပန္တမှန်ကန်သောအလုပ်ပေါ့နော်တမာအာစီဝနော်အတ္တမွေးဝမ်းကြောင်းစင်ကြယ်မှုတမာဝါရဲ့မှာမှန်ကန်သောလုံလဝိရိယစိုက်ထုတ်မှုတမာတတိမှန်ကန်သောအောက်မေ့တတိယမှုနော်တမာတမာတိလို့ခေါ်တယ်မှန်ကန်သောတည်ကြည်မှုနော်မဂ်ကင်၈ပါးကိုမသိဘူးဆိုရင်နော်၄ပြောက်တော့ဆိုတာကသစ္စာ၄ပါးပျောက်တာကိုပြောတာနော်ဒုက္ခသစ္စာသမုဒယသစ္စာမဂ္ဂသစ္စာနိရောဓသစ္စာနော်သစ္စာ၄ပါးပျောက်သွားပြီဆိုရင်1နဲ့လွယ်ဆိုတာနိဗ္ဗာန်နဲ့လွယ်မယ်တဲ့10များတော့4ကဆွဲ10ဆိုတာကဒုစရိုက်10ပါနော်ကာယဒုစရိုက်3ပါဝစီဒုစရိုက်4ပါမနောဒုစရိုက်3ပါနော်အဲ့ဒီဒုစရိုက်10ပါများလာပြီဆိုရင်4ကဆွဲဆိုတာ4ရွာကဆွဲပေါ့နော်အပယ်4ပါးကိုကြာရောက်နိုင်တယ်ဆိုတာကိုပြောချင်တာပါအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ